ကျွန်တော်တို့ကခန္ဓာရကြားမဲတွေဖြစ်တယ်နော်ဘယ်အချိန်မျိုးမှာပဲဖြစ်ဖြစ်ဘလို့အနေထားမျိုးမှာပဲဖြစ်ဖြစ်နောက်ဆုံးကိုယ်ပြောမယ်ကျွန်တော်တို့ကဘွားတွေလည်းဆွန့်ပစ်ခဲ့ပြီးသွားပြီအနာဂတ်တွေလည်းဆွန့်လွတ်ခဲ့ပြီးသွားပြီကျွန်တော်တို့လုပ်နေရသည်ကျွန်တော်တို့တော့မဟုတ်ဘူးကျွန်တော်တို့မိသားစုတွေတော့မဟုတ်ဘူးကျွန်တော်တို့ရွာကျွန်တော်တို့မြို့တော့မဟုတ်ဘူးကျွန်တော်တို့ဒီတိုင်းပြည်လုံးအတွက်လှုပ်နေတာဖြစ်တယ်အဲ့တော့အားလုံးဆွလွတ်ပြီးသွားပြီကိုယ်အသက်ကိုယ်တော်ဆွလွတ်ပြီးသွားပြီဖြစ်တဲ့အတွက်ခင်ဗျားတို့အားလုံးဆုံးဖြတ်ပေးတာဖို့လိုတယ်ဘယ်အချိန်မျိုးမှမဆိုဘယ်ပုံစံနဲ့ကိုမဆိုကျွန်တော်တို့တွေရှင်းတန်နိုင်ဖို့လိုတယ်အဲ့ဒီအတွက်ကျွန်တော်တို့အပင်မခံနိုင်တဲ့အများစုကကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာတွေမှာအားနေကြတာတွေရှိကောင်းရှိတယ်ဘယ်ဘက်ကဆန်းဆန်းကျွန်တော်တို့ကဓမ္မထောင်နိုင်တဲ့အနေအထားမှာဖြစ်နေရအဲ့ဒါကျွန်တော်တို့ပဲကျွန်တော်တို့ကြားပဲရဘယ်အချိန်မျိုးမှပဲဖြစ်ဘယ်ခက်ခဲမျိုးမှပဲဖြစ်ကျွန်တော်တို့ကအပြစ်ပြတဲ့အနေနဲ့ရှင်းတန်နိုင်ရရှင်ရစမလို့ဒီမှာခင်ဗျားတို့မိဘတွေခင်ဗျားတို့ချစ်သူကြီးသားတွေဒူမခင်ဗျားတို့နဲ့တူရှိပြနိုင်မှာမဟုတ်ဆိုတော့ကျွန်တော်ပြောခဲ့လို့ပဲကျွန်တော်တို့လုပ်နေရသည်ကျွန်တော်တို့အနာဂတ်နောက်တက်လာမယ့်မျိုးဆက်တွေအတွက်ကျွန်တော်တို့အလုံးလုံးနေတာဖြစ်တယ်နော်အဲ့တော့ကျွန်တော်တို့ခုကနေရမဆွဲတော့ဆွဲနဲ့ကျွန်တော်တို့အကောင်းဆုံးချိုးသားမှရမယ်စိတ်ဓာတ်တွေတက်သားနေဖို့လိုတယ်အကောင်းဆုံးရှေ့ဆက်သွားနိုင်လို့ဆိုရင်ခုချိန်ကနေကကျွန်တော်တို့ခင်ဗျားတို့ရဲ့စိတ်တွေကိုကတ်ထန်မာကြောထားပါကျွန်တော်ပြောတာသဘောပေါက်လားကောင်းဆုံးချိုးရမယ်နော်ကျွန်တော်တို့ဒီနိုင်ငံကိုကျွန်တော်တို့လက်သုံးချောင်းထောင်ပြီးတော့ကျွန်တော်တို့နေရာကြီးကနေငါတို့လူချင်းနဲ့လွတ်လပ်ရေးငါတို့လူချင်းနဲ့ပြည်သူစီကိုငါတို့ပြန်ပေးပါဆိုပြီးငါတို့လက်သုံးချောင်းထောင်ပြီးတောင်းခဲ့ပြီးတော့တောင်းလို့မရတော့ငါတို့တိုက်ယူပဲပွဲဖြစ်တယ်အဲ့ဒါကြောင့်မြေလာတော့စိတ်တွေကတော့ဒီကောင်လေးအာနာရှင်စနစ်တော်တော်မြင့်တက်မှငါတို့တွေနှစ်ကန်နဲ့လွတ်လပ်မှုရှားမယ်ဆိုတော့မှတ်တာပါအာနာရှင်ကိုမယုံကြည်ပါနဲ့ကျွန်တော်တို့တွေတိုက်ယူပါရမယ်အားလုံးအိမ်ပြန်ခြင်းနဲ့ကျွန်တော်ပါဝင်အိမ်ပြန်ခြင်းကျွန်တော်တို့အိမ်ပြန်နိုင်အောင်လုပ်နေအများကြီးကြိုးစားဖို့လိုတယ်ကျွန်တော်တို့ဒီပန်းတွေပဲကျွန်တော်တို့ပြုတယ်မယ်ကြောင်ဆုံးသွားတဲ့ကျွန်တော်တို့ရဲဝါတွေအတွက်တမိုင်းကိုကျွန်တော်တို့ဆိုတာကျွန်တော်တို့ရေးဖို့မယ်ကျွန်တော်တို့တမိုင်းကိုဘယ်သူမှရေးဖို့မရအောင်တမိုင်းရေးလို့စစ်နိုင်တဲ့လူပဲတမိုင်းရေးဖို့ရတာကျွန်တော်တို့ဘလောက်ပဲအမှန်တရားတွေလုပ်ခဲ့ဘလောက်ပဲကြိုးစားခဲ့စစ်မနိုင်ရင်အဲ့တမိုင်းကိုရေးလို့မရအောင်အဲ့တော့တမိုင်းရေးဖို့အတွက်ကျွန်တော်တို့အားလုံးစစ်နိုင်အောင်တိုက်မယ်ခင်ဗျားတို့ ready လားဟုတ်ကဲ့ကျွန်တော်တို့ဒီအနာဂတ်ပြည်မှာကြောင်းလို့စစ်လိုက်တယ်ရန်သူကသူတို့အတွက်ပြည်မှာကြောင်းလို့စစ်လိုက်တယ်စစ်လိုက်ပုံမျိုးမတူတော့ကျွန်တော်တို့အသက်ကိုပေးပြီးသွားပြီကျွန်တော်တို့နောက်လာတဲ့အနာဂတ်မျိုးဆက်တွေအတွက်နောက်လာတဲ့မြန်မာနိုင်ငံရဲ့အနာဂတ်အတွက်ကောင်းမွန်တဲ့နိုင်ငံဖြစ်ဖို့ကျွန်တော်တို့ခင်ဗျားတို့မှာအများကြီးမှုတည်တယ်အဲ့ဒီကြောင့်မလို့ခင်ဗျားတို့ကတော့အနာဂတ်ပြည်မှာကိုကြောက်ပါအသက်ကလူတိုင်းကသိရတယ်မယ်ဖျားနာလို့သိပါလားကားတိုက်ပြီးသိပါလားစစ်မနိုင်တဲ့သိနေတဲ့လူတွေမနေဘူးပဲမြန်မာနိုင်ငံမှာကဘာမှာလည်းစစ်ပြီးတွေမနေဘူးပဲအဲ့တော့တနေ့တရားမဲ့လူသားချင်းတူကျွန်တော်တို့ရဲ့အမှန်တရားအတွက်အနာဂတ်တွေပဲတိုက်ပွဲဝင်မယ်ခင်ဗျားတို့အားရသိပြလာပါလို့ကျွန်တော်ဒီနေရာပြောနေတယ်မဆက်လိုက်ရှိလားအတော်တော်လေးပြန်တယ်ပြန်ပါလေပြန်နော်ဟုတ်တယ်နော်โอเคကောင်းဆုံးနဲ့ကျွန်တော်တို့တွေအိမ်ပြန်နိုင်ပါပြီလို့ဒီနေရာလေးပြီးဆုတောင်းပေးလိုက်ပါတယ်ဒီနေ့နဲ့ဆိုင်ခဲ့ရတဲ့ခင်ဗျားတို့ဆိုပြီးတော့ကြာโอเคကျွန်တော်ပြောနေတာတော့ပဲအားလုံးကိုကျေးဇူးတင်တယ်နော်